ဒါကြောင့်ဦးဇင်းတို့လူငယ်တွေအမေအဖေရှိကြသေးတဲ့ပုဂ္ဂိုလ်တွေအမေအဖေရဲ့အပေါ်မှာစိတ်ကလေးတောင်မကွက်စေခြင်းဘူးဦးဇင်းတို့ကဟုတ်လားအမေအဖေလည်းပုထုဇဉ်ပဲမဟုတ်တာတွေရှိမှာပဲမကောင်းတာတွေရှိမှာပဲကိုယ့်အပေါ်ဆိုးတာတွေရှိမှာပဲသို့တော့အဲ့ဒါတွေကမပြောပါတော့ပါဘူးသူတို့ကကိုယ့်အပေါ်မှာကောင်းတာတွေသူတို့ကကိုယ့်အပေါ်မှာထားတဲ့မေတ္တာတွေနဲ့စာရင်ကိုယ်စိတ်တိုင်းမကြတာသူတို့မကောင်းတာတွေကနည်းနည်းလေးပါဟုတ်ရလားကိုယ်စိတ်တိုင်းမကြတာလေးနည်းနည်းအတွက်နဲ့အင်မတန်ကျေးဇူးကြီးတဲ့အင်မတန်မေတ္တာကြီးတဲ့မိခင်ဖခင်တို့ရဲ့အပေါ်မှာစိတ်ကလေးနဲ့ပြစ်မှားမယ်ဆိုလို့ရှိရင်အဲ့ဒါအင်မတန်ကြီးတဲ့အပြစ်ဖြစ်မယ်ဟုတ်လားသူတို့ရဲ့မကောင်းတာလေးနည်းနည်းကိုသူတို့ရဲ့မကောင်းတာလေးနည်းနည်းနဲ့သူတို့ရဲ့ကောင်းတာတွေအကုန်လုံးကိုဖုံးပစ်ခြင်းလို့ရမလားမရပါဘူးဗျမရပါဘူးဟုတ်လားဒါကြောင့်တည်င်ကကိုယ်စိတ်တိုင်းမကြမှုကလေးကိုယ်အလိုဆန္ဒလေးနည်းနည်းလေးမပြည့်တာနဲ့အမေဖေရဲ့အပေါ်မှာစိတ်မကွက်လိုက်ပါနဲ့